အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကမြန်မာဘောလုံးချစ်ပရိသတ်တွေတက်မြန်မာဘောလုံးသတင်းစုံတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာ channel ကို subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်မြန်မာလူရေးစဉ်တိုက်စစ်မှုတမိုင်ကလက်ရှိကစားနေတဲ့ထိုင်းလီ2ကလပ်ကန်ချနာဘူရီအသင်းနဲ့အတူထိုင်းလီ1ပြိုင်ပွဲကိုတန်းတုပ်ခွင့်ရရှိခဲ့ပါတယ်တမိုင်ကကန်ချနာဘူရီအသင်းကို2024-2025ရာသီမှာပြောင်းရွှေ့လာခဲ့ပြီးတော့26ပွဲကစားထားပြီးတော့4ဂိုးသွင်းယူခဲ့ပြီးဂိုးသွင်းဖန်တီးမှု3ချိန်ပြုလုပ်ထားနိုင်ခဲ့ပါတယ်ပါကစ္စတန်အသင်းနဲ့အာရှဖလားခြေစပွဲအတွက်လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ပမာဏလေ့ကျင့်မြန်မာအသင်းရဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်။အာရှဖလားခြေစပွဲစဉ်ကိုမြန်မာလေ့ကျင့်အသင်းကအင်ရှင်အဖြစ်ရန်ကုန်မြို့သုဝနာကွင်းမှာဇွန်လ10ရက်နေ့ညနေ9:00နာရီခွဲမှာကျင်းပသွားမှာဖြစ်ပါတယ်။ပြည်သက်တွေလည်းကွင်းတွေကိုလာရောက်အားပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။သုဝနာဘောလုံးကွင်းမှာရှမ်းယူနိုက်တက်အသင်းနဲ့မြန်မာ U22 ဘောလုံးအသင်းတို့ခြေစမ်းကစားခဲ့တဲ့အခါမှာရှမ်းယူနိုက်တက်အသင်းက2-1 ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။မြန်မာ U22 အသင်းကတန်တိုးအောင်ရဲ့ဂိုးနဲ့ဦးဆောင်ကစားခဲ့တာဖြစ်ပြီးတော့ရှမ်းယူနိုက်တက်ကရဲရဲအောင်ရဲ့ဂိုးတွေနဲ့အနိုင်ရရှိခဲ့တာပါရှမ်းယူနိုက်တက်ကခြေပါဂိုးကိုပင်နတီကတဆင့်ရရှိခဲ့တာဖြစ်ပြီးတော့ဒုတိယဂိုးကိုရဲရဲအောင်ကစအောင်ပြေကိုရဲ့ဖန်တီးမှုကတဆင့်ခေါင်းတိုက်သွင်းခဲ့တာပါရှမ်းယူနိုက်တက်အသင်းကမြန်မာ National League ကအုပ်စု A မှာအုပ်စုပိုအဖြစ်နဲ့ Quarter Final ကိုတက်ရောက်ခဲ့ပြီးတော့ Champions ဆုအရယူဖို့အတွက်လေ့ကျင့်ပြင်ဆင်လျက်ရှိပါတယ်ရှမ်းယူနိုက်တက်အသင်းက2025-2026မြန်မာ National ဘောလုံးရာသီအတွက် Kit Sponsor အဖြစ် Fox Sports မြန်မာ Official နဲ့ဆက်လက်တွဲသွားမယ်ဆိုပြီးသိရပါတယ်။ပြီးခဲ့တဲ့2024-2025ရာသီမှာလည်း Fox Sports မြန်မာ Official နဲ့လက်တွဲခဲ့ပါတယ်။အခုရာသီမှာရှမ်းယူနိုက်တက်အသင်းက Fox Sports မြန်မာ Official ကပံ့ပိုးပေးတဲ့အကစားဝတ်စုံတွေကိုဂုဏ်စားဝတ်ဆင်ပြီးတော့ပြည်တွင်းပြည်ပပြိုင်ပွဲတွေမှာအောင်မြင်မှုတွေရရှိဖို့ဆက်လက်ကြိုးစားသွားမယ်ဆိုပြီးတော့လည်းသိရပါတယ်။2025-2026ဘောလုံးရာသီတည့်အတွက် Platinum Sponsor အဖြစ်ရှမ်းယူနိုက်တက်အသင်းနဲ့ကမ္ဘာအဆင့်မီ Esport တို့လက်တွဲလိုက်ပါတယ်။ကမ္ဘာအဆင့်မီ Esport နဲ့ပူးပေါင်းခြင်းဖြင့်ရှမ်းယူနိုက်တက်အသင်းအတွက်စိတ်လှုပ်ရှားပွဲခြေလှမ်းတစ်ကိုဆက်လက်သွားနိုင်မယ်လို့ယုံကြည်ပါတယ်။ Esport ရဲ့ Sponsor နဲ့ရှမ်းယူနိုက်တက်အသင်းရဲ့ဆွမ်းဆောင်ရည်အသစ်တွေကိုပြည်သက်တွေနဲ့အတူအောင်မြင်စွာရယူနိုင်ဖို့အတွက်ယုံကြည်ပါတယ်။မြန်မာလေယာဉ်ဂျာစီအသစ် Player Version မှာအသုံးပြုထားတဲ့ကိုရန်ဖောင်းကျော် logo ပုံစံအသစ်လေးပဲဖြစ်ပါတယ်။အခုဗီဒီယိုလေးကိုအားလုံးပဲကြည့်နေတက်လိမ့်မယ်လို့မျှော်လင့်ပါတယ်အခုလိုနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်